ဝီလီယံဟာတစ်ချိန်ကပြိုင်ဘက်ကင်းနဲ့တိုင်းတဲ့ဖျားတစ်ပါးဖြစ်ခဲ့မှုပေမဲ့နေ့တိုင်းတော့ဘာမှအသုံးမကျတဲ့လူဦးတူတူတယောက်လိုဟန်ဆောင်နေခဲ့ပါတယ်လူတိုင်းကသူ့ကိုလောင်ရကြပေမဲ့အသက်ရှင်ကျန်ရစ်ဖို့အတွက်ဒီနီလန်တစ်ခုတည်းသာရှိတယ်ဆိုတာဝီလီယံတယောက်ပဲသိပါတယ်သူ့ရဲ့ဆရာကဒီစီးပန်းပွင့်လေးလုံးဝหนีရဲသွားတဲ့အချိန်ကြမှာငကားအတွင်းတစ်လုံးဟာခန္ဓာကိုယ်ထဲကိုအပြည့်အဝစီးဝင်သွားမှာဖြစ်တယ်လို့ပြောခဲ့ပူပါတယ်အဲ့ဒီအချိန်ကြရင်တော့လောကမှာသူ့ကိုဘယ်သူမှရှင်နိုင်တော့မှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မတိုင်ခင်အထိတော့သူဟာသူ့ရဲ့အစွမ်းကိုဘယ်တော့မှထုတ်မပြရပါဘူးအကယ်၍ပန်းမပွင့်ခင်မှာတိုက်ခိုက်ခံရရင်တော့ခန္ဓာကိုယ်ရဲ့အပေါက်9ပေါက်လုံးကနေသွေးတွေပန်းထွက်ပြီးတေဆုံးသွားနိုင်ပါတယ်ဒါကြောင့်ဝီလီယံဟာလူအိမ်တွေနဲ့ပဲဆက်ပြီးဟန်ဆောင်နေခဲ့ရပါတယ်သူကနေခင်းကြောင်တောင်ကြီးမှာအဖေဖြစ်သူကဘာလို့တစ်တာထဲမှာအိတ်နေရတာလဲလို့တောင်ဦးကြောင်ကြောင်နဲ့မေးခဲ့ပါသေးတယ်သူမိသားစုကဝီလီယံတယောက်အခုထိယူကြောင်ကြောင်ဖြစ်နေတော့မဲဆိုပြီးစိတ်ပြက်ခဲ့ကြပေမဲ့သူဘေးကင်းကင်းနဲ့ရှင်သန်နိုင်ဖို့ကိုသာမျှော်လင့်ခဲ့ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲဝီလီယံရဲ့စစ်ဆက်ထားသူဖြစ်တဲ့တတိယမင်းသမီးကစစ်ဆက်ပွဲကိုဖျက်သိမ်းဖို့အတွက်ဒေါသတကြီးရောက်လာပါတော့တယ်။သူမကမြောက်ပိုင်းလီယွန်ဘရင်ဟာတစ်ချိန်ကစစ်အာဏာတွေအလွန်ကျွံဆုပ်ကင်ထားပြီးသူမကိုလူတယောက်နဲ့တောင်အထမလက်ထပ်ခိုင်းခဲ့တယ်လို့ပြောပါတယ်။အဲ့ဒါဟာသစ္စာဖောက်မှုတသက်ဖြစ်ပြီးခွင့်မလွတ်နိုင်စရာပဲလို့ဆိုပါတယ်။ဝီလီယံရဲ့အမကအဲ့ဒီတုန်းကအေဂရစ်မင်းမြတ်ကိုယ်တိုင်အောင်သွယ်ပေးခဲ့တဲ့လက်ထပ်ပွဲဖြစ်တာကိုအခုကြမှတတိယမင်းသမီးကဘာဖြစ်လို့အမှန်တရားကိုလိန်ညာနေရတာလဲလို့ပြန်ပြောပါတယ်။ဒါပေမဲ့တတိယမင်းသမီးကတော့ဘာကူမှဂရုမစိုက်ပဲဒီစစ်ဆက်ပွဲကိုဘာပဲဖြစ်ဖြစ်ဖျက်သိမ်းမယ်လို့ပြောပါတယ်။တကယ်တော့တတိယမင်းသမီးဟာမြောက်ပိုင်းလီယွန်ရဲ့ရှေ့တန်းဗိုလ်ချုပ်ချက်နဲ့ပူးပေါင်းထားပြီးသားဖြစ်နေပါတယ်။ချက်ကဟန်လူမျိုးတွေကိုတိုက်ခိုက်ဖို့အတွက်မြောက်ပိုင်းလီယွန်ကနေစစ်တီအင်အား3သိန်းစုဆောင်းရမယ်ပြက်ကွက်ရင်အပြစ်ပေးခံရမယ်ဆိုတဲ့တော်ဝင်အမိန့်ပြန်တမ်းကိုဖတ်ပြပါတယ်။ဒါဟာတိတာထင်ရှားစွာပဲမဖြစ်နိုင်တာကိုအတင်းခိုင်းစေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြောက်ပိုင်းလီယွန်ဘရင်ဟာတိုင်းပြည်အတွက်နှစ်ပေါင်းများစွာစစ်တိုက်ပေးခဲ့ရလို့စစ်တီအင်အားအမြောက်များဆုံးရှုံးထားခဲ့ရလို့ပါ။သူတို့မှာစစ်တီအင်အား3သိန်းတောင်မပြည့်နိုင်တဲ့အခြေအနေမှာအင်အား3သိန်းကိုဘယ်ကနေတွားရှာရမလဲဒါပေမဲ့တတိယမင်းသမီးကဒါကိုပဲအကြောင်းပြချက်လုပ်ပြီးမြောက်ပိုင်းလီယွန်အိမ်တော်မှာဒီလောက်အရေးချင်းမရှိရင်တော့ဂျက်ကပဲမြောက်ပိုင်းလီယွန်ရဲ့ဘရင်အသစ်ဖြစ်လာရလိမ့်မယ်လို့ပြောပါတယ်အိမ်တော်ရဲ့အဖွားအိုကြီးကမခံမရက်နိုင်ဖြစ်ပြီးပြန်လဲချိပါခဲ့ပေမဲ့တတိယမင်းသမီးကအဖွားအိုကိုမြေပြင်ပေါ်တွန်းလဲပစ်လိုက်ပါတယ်။သူမကိုသူမအကာအကွယ်ပေးဖို့အတွက်တတိယမင်းသမီးကတိုင်းပြိုင်ပြီးဆုံးဖြတ်ဖို့ကန့်လန့်လာပါတယ်။အကယ်၍မြောက်ပိုင်းလီယွန်အိမ်တော်ကသူမခေါ်လာတဲ့တိုင်းဆရာတွေကိုအနိုင်တိုက်နိုင်ရင်သူတို့ချက်ချင်းထွက်သွားပေးမယ်မနိုင်ရင်တော့စစ်တေနာပတိတစိတ်တုံးကိုလွှဲအပ်ရမယ်လို့ပြောပါတယ်။အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မြောက်ပိုင်းလီယွန်အိမ်တော်ကလည်းအဲ့ဒီပြိုင်ပွဲကိုလက်ခံလိုက်ရပါတယ်ဂျက်ကဝီလီယံကိုလောင်ပြောင်ပြီးတိုင်းကျစ်နေတာတွေညှဉ်းညူနေတာတွေကိုရက်ပြီးအချိန်မဖြုံးမှုပြောပါတယ်ဝီလီယံကစီးပန်းပွင့်လေးလုံးဝမပွင့်သေးတာကိုသိနေလို့သူ့အစွမ်းကိုထုံးမပြနိုင်သေးပဲဆက်ပြီးလူလိုဟန်ဆောင်နေရတဲ့အချိန်မှာပဲသူ့ရဲ့အမအကြီးဆုံးကစင်ပေါ်ကိုအရင်ဆုံးတက်သွားပါတယ်ဒါပေမဲ့သူမမှာထက်မြက်တဲ့တိုင်းပညာရှိနေရင်တောင်ဂျက်ကိုတော့မရှင်နိုင်ခဲ့ပါဘူးအကွက်နှဲငယ်တွင်းမှာပဲဂျက်ကသူမကိုအပြင်းထန်ရိုက်နှက်အနိုင်ယူလိုက်ပါတယ်တတိယမင်းသမီးကအမိုက်တစနဲ့လူတယောက်ကများရာဇပလင်ကိုဖက်တွယ်ထားခြင်းသေးတယ်လို့ပြောပါတယ်ဂျက်ကလည်းယူတူတူတယောက်လိုအော်ဟစ်ပြီးသူတို့အတွက်နောက်ဆုံး3စက္ကန့်အခွင့်အရေးပေးမယ်ဘယ်သူမှထွက်မတိုက်ရင်သူကပဲမြောက်ပိုင်းလီယွန်ရဲ့ဘရင်အသစ်ဖြစ်လာတော့မယ်လို့ကြွေးကြော်ပါတယ်အဲ့ဒီအချိန်မှာပဲဝီလီယံရဲ့အိမ်စိမင်းကလေးဂျက်စီကာကစင်ပေါ်ကိုပြန်တက်လာပါတယ်အားလုံးကမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားကြပြီးဂျက်စီကာလည်းတိုင်းပညာတမန်ချက်ချင်းတည်သွားကြပါတယ်တကယ်တော့ဂျက်စီကာမှာအားကိုရမဲ့နောက်ခံအစ်စ်မှန်ရှိနေတာပါသူမရဲ့အဆင့်တန်းအမှန်ကမြောက်ပိုင်းယူကီနယ်ရဲ့သမီးတော်အကြီးဆုံးမင်းသမီးဖြစ်ပါတယ်ဝီလီယံကသူမကိုခေါ်ယူစောင့်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့အိမ်တော်မှာနေပြီးဝီလီယံကိုပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်ဂျက်စီကာကအံ့ဩစရာကောင်းလောက်အောင်တန်မာလုံးပါတယ်အကွက်အနှဲငယ်အတွင်းမှာပဲဘဝင်မြင့်နေတဲ့ဂျက်ကိုမျက်နှာတစ်ခုလုံးဖူးယောင်သွားအောင်ရိုက်နှက်ပစ်လိုက်ပါတယ်ဂျက်စီကာဟာပုံကွယ်နေတဲ့တိုင်းပညာရှင်တယောက်ဖြစ်မှန်သိသွားတော့အားလုံးကအံ့ဩကုန်ကြပြီးတတိယမင်းသမီးကိုအရှုံးကိုလက်ခံပြီးထွက်သွားဖို့ပြောကြပါတယ်ဒါပေမဲ့တတိယမင်းသမီးကလည်းအစီအစဉ်ရှိပြင်ဆင်လာတာပါသူမကတိုင်းလောကအဆင့်တက်မှတ်ချက်ရဲ့အဆင့်30မှာရှိတဲ့မော်ဂန်ကိုပါခေါ်လာခဲ့တာဖြစ်ပါတယ်မော်ဂန်ရဲ့တိုင်းပညာကကြောက်စရာကောင်းလောက်အောင်ပြောင်မြောက်လုံးပြီးဂျက်စီကာကိုအကွက်အနှဲငယ်အတွင်းမှာပဲအနိုင်ယူလိုက်ပါတယ်ဝီလီယံနဲ့မြောက်ပိုင်းလီယွန်အိမ်တော်အတွက်ဂျက်စီကာဟာယူမင်းကလေးတိုင်းသားတိုင်းကိုမတုံးမဲမနေတာဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒါကပဲသူမဟာယူလူမျိုးဖြစ်တယ်ဆိုတဲ့လှုပ်ဝက်ချက်ကိုပေါ်သွားစေခဲ့ပါတယ်အခုချိန်မှာဒါကီယန်ပြည်နယ်ဟာယူပြည်နယ်နဲ့စစ်ဖြစ်ပွားနေတာကြောင့်တတိယမင်းသမီးကဒါကိုအကွက်ချပြီးအတုံးချပါတော့တယ်သူမကဂျက်စီကာဟာယူပြည်နယ်ရဲ့သူရှိုဖြစ်တယ်လို့ဆွဆွဲပြီးမော်ဂန်ကိုဂျက်စီကာကိုတပ်ပစ်ဖို့အမိတ်ပေးလိုက်ပါတယ်အဲ့ဒီတင်မကသေးပဲဒီနေ့မှာမြောက်ပိုင်းလီယွန်အိမ်တော်တစ်ခုလုံးကိုလည်းတစ္ဆာဖောက်မှုနဲ့အပြစ်ပေးအရေးယူမယ်လို့ကြေညာလိုက်ပါတော့တယ်